မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အနေနဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်20နဲ့4ချိန်မှာဆိုရင်ဝန်နုန်းနီးတင်ပေးထားတယ်ပေါ့နော်ဝန်နုန်းနီးကကျွန်တော်3489ပါရင်တစ်လုံးပေါ့နော်မပါရင်တစ်လုံးမပါဘူးပေါ့နော်ကျွန်တော်နောက်ထပ်တစ်ခု1 2 3 9 89ဆိုပြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာခွန်3ည6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီထက်ကတစ်လုံးမပါဘူးပေါ့နော် okay တယ်ခွန်3ည6ပေါ့နော်ဒီမှာလည်းတစ်လုံးမပါဘူးပေါ့နော်ဒီမှာခုနှစ်တစ်လုံးပဲပါတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ခွန်3ည6 okay တာဖြစ်ပါတယ်โอเคကျွန်တော်တို့တစ်ချိန်အတွက်ကျွန်တော်တို့ဝန်နုန်းနီးကိုထပ်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီ3489ကကျွန်တော်နီးနှမျိုးရှိတယ်ပေါ့နော်โอเคဒါလေးကိုတစ်ဆက်တည်းတင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဝန်နုန်းနီးကဒီဟာပေါ့နော်သူကပင်ရှည်ဖြစ်ပါတယ်သူ့မှာတစ်ချိန်ပြည့်ရှိတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဝန်နုန်းနီးကပင်ရှည်ဆိုပေမဲ့သူ့မှာတစ်ချိန်တော့ပြတ်တယ်ပေါ့နော်ကျွန်တော်ဒီလေးရှစ်တီကနေစားပြီးတော့ဒီမှာတစ်ချိန်ရှင်းပြပေးထားတာဖြစ်ပါတယ်ပါရင်တစ်လုံးမပါရင်တစ်လုံးမပါရဘူးပေါ့နော်ဆိုတော့ဒီဟာလေးဖြစ်ပါတယ်ပင်ရှည်ပေါ့နော်ပင်ရှည်ကမှသူကတင်းလေးငါမှာတင်းနဲ့ငါနဲ့ဆိုပြီးတော့နှလုံးစလုံးပါတော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီမှာတစ်ချိန်ပြတ်တာဖြစ်ပါတယ်ခင်ဗျာโอเคသူရဲ့နီးလေးကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်โอเคသူရဲ့နီးကဒီဟာပေါ့နော်ကျွန်တော်ဒီကနေစပြီးတော့ပြပြီးတော့မှာဖြစ်ပါတယ်ဒီနေ့ကနေစကြည့်အောင်ပါနော်ဒီ9နဲ့ချိန်ပေါင်း30နှစ်3ချိန်ပေါင်းတာ6ဆိုပြီးဖြစ်ပါတယ်ဒီနေ့နဲ့ဒီ9နဲ့ပေါင်းရင်ခွန်ပေါ့နော်ရှစ်လေးဒီ30နဲ့နှစ်ကိုဒီနေ့နဲ့ဒီ3နဲ့ပေါင်းရှင်း9ဆိုပြီးဖြစ်ပါတယ်ဒီတစ်ကတစ်ချိန်9 3ချိန်ပေါင်းရှင်း20နဲ့ခွန်ကိုရှောင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီမှာဒီခွန်နဲ့ခွန်ပေါင်း14ရှောင်းနဲ့ပေါင်းရင်20ပေါ့နော်ဒီ9နဲ့တစ်ပေါင်း6ရှောင်းနဲ့ပေါင်းတာ12ရတဲ့အတွက်ကြောင့်မို့နှစ်ကိုတစ်တူတာ3ပေါ့နော်3ကို4နဲ့ပေါင်းရှင်းခွန်8နှစ်3ခွန်8မှာ895ဆိုတော့အဲ့မှာ8တလုံးပါတယ်ပေါ့နော်အဲ့မှာ895ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ချိန်အဲ့ဒီနေ့အတိုင်းပဲဒီ9နဲ့ချိန်ပေါင်းတာ18ပေါ့နော်9 3ချိန်15 9ကိုဒီနေ့နဲ့ပေါင်းရှင်းခွန်ဖြစ်ပါတယ်ဒီ1နဲ့1ပေါင်းတာနှစ်ခွန်4ဒီ20နဲ့8ဖြစ်ပါတယ်4 3ချိန်7နှစ်ကိုနောက်မှာရှိတဲ့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီမှာ8နဲ့2ပေါင်း30 8နဲ့2ပေါင်း30ခွန်နဲ့6ပေါင်းရှင်း73ဆိုတဲ့အတွက်3ကိုတစ်တူတာ4 4ကို4နဲ့ပေါင်းတာ8တစ်တူတာ9 3 4 8 9 1လို့ပေါ့နော်အဲ့ဒီမှာခွန်3များ6ဆိုတဲ့အတွက် okay တယ်ပေါ့နော်โอเคဒါဆိုရင်ဒီတစ်ပတ်မှာကျတော့ဒီ3များကို2ချိန်ပေါင်းတယ်ပေါ့နော်6 3ချိန်18 8နဲ့6ပေါင်းရှင်း20နဲ့4ဆိုပြီးဖြစ်ပါတယ်ဒီ4နဲ့ဒီ3နဲ့ပေါင်းရှင်းကခွန်ဖြစ်ပါတယ်4 4ဒီ16ပေါ့နော်2နဲ့ဒီခွန်နဲ့ပေါင်းရှင်းက9ဒီ6နဲ့ချိန်7နှစ်2နဲ့ဒီ6နဲ့ပေါင်းတာ8ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်တော့4နဲ့ခွန်ပေါင်း7 9နဲ့ပေါင်းရင်20ပေါ့နော်6နဲ့8ပေါင်းတာ14ဆိုတဲ့အတွက်4ကိုတစ်တူတာ9 5ကို4နဲ့ပေါင်းရှင်းတဲ့9 9ကိုတစ်တူတာ30 4 5 9 3ည1လို့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်4 5 9 3ည1လို့ဆိုပြီးဖြစ်ပါတယ်ဒီ3 4 8 9ဆိုတာလေးကဒီတစ်ပတ်မှာကျွန်တော်တို့4 5 9 3ညဆိုပြီးဖြစ်ပါတယ်ပေါ့နော်တစ်ချိန်အတွက်ဖြစ်ပါတယ်တစ်ချိန်မှာနိနံပါတ်1ကကျွန်တော်တို့4 5 9 3ညဆိုပြီးဖြစ်ပါတယ်4 5 9 3ညနောက်ထပ်တစ်ခုပေါ့နော်နောက်ထပ်ကျွန်တော်တို့နိနံပါတ်2ကလည်းကျွန်တော်ဒီလိုမျိုးပဲပင်ရှည်ပေါ့နော်ဒီလိုမျိုးပဲကဏ္ဍလေးလုံးပင်ရှည်ကိုမှနိနှစ်ခုစလုံး3ည1 5 6ဆိုပြီးရနေတာတူတယ်နှစ်ခုစလုံးပဲဒီ1 4 5မှာကျွန်တော်တို့လာပြည့်တယ်ပေါ့နော်โอเคသူရဲ့နိကဒီဟာလေးဖြစ်ပါတယ်ကျွန်တော်ဒီဟာပဲပြလိုက်တော့မယ်ပေါ့နော်ဒီဟာဖြစ်ပါတယ်ဒီ4 5 9 3ညမှာ8 9 5ဆိုတာဒီမှာ2ကြိမ်စတိတ်ပြတ်တယ်ပေါ့နော်1 4 5မှာ2ကြိမ်ပြတ်တယ်1 4 5မှာ2ကြိမ်ပြတ်တယ်ပြီးရင်ကျွန်တော်ဒီ4 5 9 3ညမှာ8 9 5ဆိုတဲ့အတွက်အဲ့မှာ9 9 9 9နှလုံးစလုံးပါတဲ့အတွက်အဲ့မှာ2ကြိမ်ပြတ်တယ်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်မှာ8 9 3 4မိနှစ်ခုစလုံး8 9 3 4တူတူပဲပေါ့နော်အဲ့မှာခွန်3ည6ဆိုတဲ့အတွက် okay တာဖြစ်ပါတယ်ငါဆိုရင်ဒီတစ်ပတ်မှာဒီ8ကို2ကြိမ်3ကို2ကြိမ်ဒီ9ကို3နဲ့မြောက်တယ်3မြောက်မှာ2ကြိမ်ဒီ9မှာတစ်ကြိမ်ပေါ့နော်ပြီးရင်ခွန်မှာတစ်ကြိမ်6ကို3နဲ့မြောက်တယ်9မှာတစ်ကြိမ်အပေါင်းနေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ8နှစ်ကြိမ်ပေါင်းတာ16ပေါ့နော်3နှစ်ကြိမ်ပေါင်းတာလေး6ခွန်3ကြိမ်20နဲ့1ဒီ9ကတစ်ကြိမ်နောက်ထပ်ဒီ9နဲ့5ပေါင်းတာ7နှစ်ဖြစ်ပါတယ်6 3ကြိမ်18နှစ်နဲ့ပေါင်းရင်20ပေါ့နော်ဒါဆိုရင်1နဲ့9ပေါင်း30
6နဲ့ကြိမ်ဆက်နဲ့2နဲ့ပေါင်းရင်4ဆိုတော့ဒီတစ်ပတ်မှာလေ4 5 5ကို4ပေါင်းရှင်9 3ည4 5 9 3ညနှစ်ခုစလုံးတူတူပဲပေါ့နော်တို့နီးကတော့မတူဘူးပေါ့နော်ကျွန်တော်တို့ဒီဟာကတော့ဒီမှာဒီရှိမှာပေါင်းတာမပါဘူးဒီမှာကျတော့6နဲ့ပေါင်းတယ်ဒီမှာကျတော့2နဲ့ထပ်ပေါင်းထားတယ်ပေါ့နော်โอเคဒီတစ်ပတ်မှာ4 5 9 3ည4 5 9 3ညကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာလဲ8 9 3 4ဒီမှာလဲ3 4 8 9ဆိုပြီးတူတယ်ပေါ့နော်ဒီတစ်ပတ်မှာ4 5 9 3ညအတူတူပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့နီးနံပါတ်2ကတော့2ကြိမ်ပြတ်တယ်ပေါ့နော်4 5 9 3ညဆိုပြီးနှစ်ခုရှိတယ်နောက်ထပ်အနေနဲ့ကျွန်တော်4 5 9 3ညအထီးဆိုတာလေးလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အထီးပဲပြတ်သွားတယ်မလားဒီမှာမဟုတ်ဘနိုးလားပေါ့နော်ဒီထက်ကပါရင်တစ်လုံးလားပေါ့နော်โอเค4 5 9 3ညအထီးဆိုတာလေးလည်းရှိသေးတယ်ပေါ့နော်4 5 9 3ညအထီးဆိုတာကျွန်တော်ပြီးကြတဲ့ဘက်မှာ9 6 3ညတိပေါ့နော်9 6 3ညတိမှာ3ညတစ်လုံးခွန်3ည6ဆိုပြီးဖြစ်ပါတယ်ကျွန်တော်လေးလုံးကြီးမှာရှုပ်ပြထားတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာဒီပါလေ4 5 9 3ညဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီဟာ4 5 9 3ညဝန်နိုးဆိုပြီးရှိတယ်ပေါ့နော်နောက်ထပ်နံပါတ်3ရဲ့နံပါတ်4ရဲ့ကိုဆက်ပြီးတော့ပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာဒါလေးကဝန်နိုးဖြစ်ပါတယ်ပေါ့နော်နီးနံပါတ်1နဲ့နီးနဲ့ဖြစ်ပါတယ်8 9 3ညထက်ကပါရင်တစ်လုံး8 9 3ညထက်ကပါရင်တစ်လုံးပေါ့နော်အဲ့မှာနှစ်ခုစလုံးက8 9 3ညဆိုပြီးဖြစ်ပါတယ်9ဒီခုံ9ဒီခုနှစ်ကခွန်တော်များပေါ့နော်ဒီ3 4 5မှာတစ်လုံးမှမပါတဲ့အတွက်ကျွန်တော်နှုတ်လို့ပြပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီမှာ3ခွန်ပေါ့နော်8 9 4 5 6 3 6 8ခွန်8လုံးပေါ့နော်9 3များတင်မှာတစ်လုံးမှမပါတဲ့အတွက်နှုတ်ဖြစ်ပါတယ်8 9 3များမှာလည်းနှုတ်ဖြစ်ပါတယ်9 6ခွန်မှာခုနှစ်တစ်လုံး2နဲ့ခွန်3 8 8 3 3များကိုဒီမှာတစ်လုံးမှမပါဘူးပေါ့နော်3 5နဲ့3 9နေဖြစ်ပါတယ်ဒီမှာလည်းတစ်လုံးမှမပါဘူးပေါ့နော်2 4 6 3နှစ်လေ8 5နှစ်မှာဒီဘက်ကလေးတစ်လုံးဒီဘက်ကလေးတစ်လုံးပေါ့နော်2ရ8ရ8 5နှစ်ဖြစ်ပါတယ်ဒီမှာ8 8ရှောင်း5ဒီမှာတစ်လုံးမှပါဘူးပေါ့နော်3 5 6ဒီမှာလည်း6 4 6 9ခွန်8မှာလည်းဒီဘက်က9 6ခွန်ထက်က9တစ်လုံးပါတယ်ဒီ9ကလည်း9တစ်လုံးပါတဲ့အတွက်ခွန်9ဒီ9ခွန်8ဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်ဒီမှာပေါ့နော်6 9 6 8 9 8တင်လင်း9မှာ4တစ်လုံးပါတယ်ပေါ့နော်နင်း9နှစ်မှာဒီဘက်က9ဒီဘက်က9နှစ်နင်း9နှစ်ဒီဘက်က9ပေါ့နော်နှစ်3 4မှာတစ်လုံးမှာပါတဲ့အတွက်8 9 5ဒီခွန်3များ6မှာကျတော့ကျွန်တော်တို့ခွန်8 9ထက်က9တစ်လုံးပါတယ်ပေါ့နော်ခွန်8 9ထက်က9တစ်လုံးပါတယ်တင်းနှစ်3ထက်ကတစ်လုံးမှမပါဘူးပေါ့နော်နောက်ထပ်ကျွန်တော်ဒီတစ်ကြိမ်အတွက်ပေါ့နော်ဆက်ပြီးတော့လေးလာကြည့်အောင်လားခင်ဗျာကျွန်တော်နီးနံပါတ်1ကဒီဟာပေါ့နော်ဒီခွန်8 9မှာတစ်လုံးမှမပါတဲ့အတွက် no လို့ပြပေးထားတယ်တင်းနှစ်3မှာလည်းတစ်လုံးမှမပါတဲ့အတွက် no ခွန်ဒီ9ခွန်8 6ဒီ6 9 6ဒီမှာတစ်လုံးမှပါဘူးပေါ့နော်ဒီမှာလည်းတစ်လုံးမှပါဘူး9ဒီ9နှစ်5ဒီ8 9 5တင်းနှစ်3မှာခွန်3များ6ဆိုတဲ့အတွက်ကျွန်တော်တစ်လုံးမှမပါတဲ့အတွက်ကြောင့်မို့ no ဖြစ်သွားမယ်ပေါ့နော် sorry ဒီမှာ no ပေါ့နော် okay ခွန်6 3 8 9 5 5နေဆိုတဲ့အတွက်ဒီတစ်ပတ်မှာတော့8 3ခွန်3များ6ပေါ့နော်8 3ခွန်3များ6တိ6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်တော့ကျွန်တော်ဒီ9နဲ့6နဲ့မှာပေါင်းတဲ့အတွက်8နဲ့3နဲ့မှာပေါင်းတယ်ဒီ1မှာတစ်ချိန်ကို3နဲ့ထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာဒါဆိုရင်တော့ဒီမှာ8နဲ့3ပေါင်းတာက7ရတယ်ပေါ့နော်1နဲ့ဒီ3နဲ့ပေါင်းတာက4ဆိုတော့1နဲ့4ပေါင်းရှင်5ဆိုတဲ့အတွက်ကြောင့်မို့5 6ခွန်ထက်ကပါရင်တစ်လုံးမပါရင် no ပေါ့နော်အဲဆိုရင်ဒီနံပါတ်1က5 6ခွန်ဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာဒီနှစ်3ပေါ့နော်ဒီဟာဖြစ်ပါတယ်ဒီမှာခွန်8 9မှာ3 5 6ပေါ့နော်6 9 6ဆိုတော့ဒီကနေစကြည့်ရမှာပေါ့နော်5 6ခွန်ဒီမှာ5 6ခွန်4 5 6 8 9 10 5 6ခွန်5 6ခွန်1 2 3 5 6ခွန်ပေါ့နော်အဲဆိုရင်နောက်ထပ်နံပါတ်2ကိုဆက်ကြည့်အောင်လားခင်ဗျာနောက်ထပ်နံပါတ်2ကဒီဟာနေစပြထားတယ်ပေါ့နော်6 6 9 6ဆိုတော့ဒီဟာပေါ့နော်3 4 5 3 4 5 4 5 6ဒီမှာ4 5 6 2 3 4 2 3 4 2 3 4ဒီမှာပေါ့နော်2 3 4 3ချိန်ဆက်တိုက်ပြီးတော့ခွန်8 9မှာခွန်3များ6ပေါ့နော်ခွန်8 9မှာခွန်3များ6ဆိုတဲ့အတွက်ကြောင့်မို့1ဖြစ်သွားတယ်ကျွန်တော်တို့ဒီမှာ9တစ်လုံးပါတဲ့အတွက်1ပေါ့နော်အဲဆိုရင်တော့8 3ခွန်3များ6ဆိုတဲ့အတွက်ကြောင့်မို့ဒီ3မှာတစ်ချိန်ဆိုတဲ့အတွက်9မှာတစ်ချိန်6မှာတစ်ချိန်ကို9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်နဲ့6နဲ့ပေါင်းရှင်းက73ပေါ့နော်ခွန်6 73 3 9ပေါင်း12ဆိုတဲ့အတွက်2 3 4ဆိုပြီးဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်
နှစ်3 4ထက်ကလည်းပါရင်တစ်လုံးဖြစ်သွားမယ်ပေါ့နော်နှစ်ရပြပြီးရှင်းဖြစ်ပါတယ်ခင်ဗျာ9 6ခွန်ရဲ့နှစ်3 4ရဲ့ဖြစ်ပါတယ်ပေါ့နော်9 6ခွန်နှစ်3 4ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလည်း9 6ခွန်ပေါ့နော်9 6ခွန်ထက်ကပါရင်တစ်လုံးနှစ်3 4ထက်ကလည်းပါရင်တစ်လုံးပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်နှစ်3 6ကတော့ရှင်းချိန်ရမှာဖြစ်တယ်ပေါ့နော်နှစ်3 6ကဒီမှာနှစ်3နှလုံးစလုံးပါနေတဲ့အတွက်ကြောင့်မို့ရှင်းချိန်ရမှာဖြစ်ပါတယ်ဒီဟာပဲပြန်မလားဒီဟာလေးကပြန်မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ဒီမှာနှစ်3 6ရဲ့တစ်3 6ရဲ့ပေါ့နော်တစ်3 6ရဲ့ဆိုတော့ဒီဘက်က6ဒီဘက်က3ပေါ့နော်ဆိုတော့ဒီမှာနှစ်3 6ကလည်းတူနီတူဟန်ရှိတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီတစ်ခုကတော့ရှင်းချိန်ရမှာပေါ့နော်ဒီနှစ်ခုလွန်ဆွဲတာပေါ့နော်90%ဖြစ်ပါတယ်โอเคဒါတစ်ချိန်အတွက်ဝန်နုနီကိုတင်ပြပါဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အတွင်းနည်းနဲ့တကွပြန်လဲတွက်ပြပေးရှင်းဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ